Awesome Sports Records အံ့ဩထိတ်လန့်စေတဲ့အားကစားမှတ်တမ်းတွေ Base Jumpy ဆိုတာကတော့အဆောက်အအုံတွေအင်တာနက်တိုင်းမြင့်တွေတရားတွေတောင်းနေမြေပြင်မြင့်နေရာကနေခုန်ချတဲ့အားကစားနည်းမျိုးကိုပြောတာပေါ့နော်ဒီမှာ base ဆိုတာကတစ်လုံးစီမှာအဓိပ္ပာယ်ရှိပါတယ် B က building အဆောက်အအုံတွေ A အင်တာနက်တိုင်းမြင့်တွေကိုပြောချင်တာပါ X span တရား E arch တောင်းမြေပြင်မြင့်နေရာမျိုးကိုပြောချင်တာပါ base jumpy အဲ့တော့အဆောက်အအုံတွေအင်တာနက်တိုင်းမြင့်တွေတရားတွေတောင်နေမြေပြင်မြင့်နေရာကနေခုန်ချတဲ့အားကစားနည်းမျိုးကိုပြောတာပါ Base jumping is a dangerous sport Base jumping ဆိုတာကအန္တရာယ်ရှိတဲ့အားကစားနည်းတစ်ခုပါ People jump off buildings, bridges and other high places လူတွေကအဆောက်အအုံတွေတရားတွေတခြားမြင့်တဲ့နေရာတွေကနေ jump off ခုန်ချပါတယ်ဒီမှာ jump off လို့မဖတ်ဘဲနဲ့ link လုပ်ပြီးဖတ်ပါမယ် jump off The Burj Khalifa Tower in Dubai, United Arab Emirates is 824 meters, 2,770 feet tall. အာရပ်စော်ဘွားများပြည်ထောင်စုဒူဘိုင်းမြို့မှာရှိတဲ့ Burj Khalifa Tower ကမီတာအပြင်824မီတာပေအပြင်2918ပေမြင့်ပါတယ် That's a very scary jump ဒါကအလွန်ကိုထိတ်လန့်မှုကောင်းတဲ့ခုံချနည်းတစ်ခုပါပဲ But Fred Foucan and Vince Breford of French can't jump it ဒါပေမဲ့ပြင်သစ်နိုင်ငံသားတွေဖြစ်တဲ့ Fred Foucan နဲ့ Vince Breford ကတော့အဲ့ဒီ Burj Khalifa Tower ဘောကနေခုံချနိုင်ခဲ့ပါတယ် They also enjoy skydiving and parachuting သူတို့က skydiving လုပ်ရတာနဲ့ parachuting လုပ်ရတာကိုလည်း enjoy ကြိုက်နေတတ်ပါတယ် skydiving ဆိုတာကတော့လေယာဉ်ကနေအလွတ်ထိုးဆင်းလိုက်ပြီးတော့သူလိုတဲ့ဦးတီဘက်ကိုဝဲဆင်းလိုက်တဲ့တင့်တဲ့နဲ့အမြင့်ပေရောက်ရင်ထိပွင့်ရတဲ့လေထီးခုန်ခြင်းကိုပြောတာပါ parachute ကတော့လေထီးခုန်တာပေါ့နော်သူတို့က skydiving လုပ်ရတာနဲ့ parachute လုပ်ရတာကို enjoy ကြိုက်နေတတ်ပါတယ် Do you know what a unicycle is? Unicycle ဆိုတာဘာလဲမင်းသိလား It's a bicycle with just one wheel ဒါကတော့အဲ့ဒီ unicycle ဆိုတာကဘိန်းတစ်ဘိန်းနဲ့ပါတဲ့စပိန်မှာ David Wickenberger of Australia has the world record for longest jump on a unicycle Australia နိုင်ငံက David Wickenberger က unicycle နဲ့ခုန်တာကမ္ဘာအရှည်ဆုံး record ကိုထိန်းသိမ်းထားနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ် He can jump 2.95 meters about 10 feet သူက 2.95 မီတာ10ပေလောက်အထိတောင်မှခုန်နိုင်ပါတယ်